လူတိုင်းဟာအမေဖေမရှိဘဲလောကကြီးကိုရောက်မလာဘူးအဲ့တော့အမေဖေပေါ်မှာပြုစုရမယ့်တာဝန်ဝတ္တရားတွေရှိတယ်ပေါ့မြတ်စွာဘုရားကဒါကိုအလေးနဲ့ society တစ်ခုမှာမာတာပိတုဥပဋ္ဌာနာအမေဖေကိုပြုစုလို့ကြွေးရမယ်ဆိုတာလူတွေရဲ့တာဝန်ဝတ္တရားတစ်ခုအမိဘနှစ်ပါးကိုပြုစုလို့ကြွေးတယ်ဆိုတာအလွန်မွန်မြတ်တဲ့မင်္ဂလာတရားပါဘုရားလောင်းတော်တွေဟာကိုကျိုးကိုစွန့်ပြီးတော့မိဘကိုပြုစုလို့ကြွေးကြတဲ့ပုံမြင်တွေပုံဝတ္ထုတွေ950ထဲမှာရှိပါတယ်လောကမှာမိဘကိုပြုစုလို့ကြွေးမှုဆိုတာတွေလေဟင်းလာပြီပေါ့ဒါကြောင့်မို့မြတ်စွာဘုရားကလောကမှာလူတွေဟာကိုယ့်ဝတ္တရားတွေကိုတာဝန်မဲ့လာပြီဆိုလို့ရှိရင်ကြီးပွားတိုးတက်မှုလမ်းကြောင်းကဘေးချော်လာတာပဲမင်္ဂလာလမ်းကိုမလျှောက်လမ်းကြတော့ပဲနဲ့လမ်းဆိုးတွေကိုလျှောက်လာကြတော့ဒုက္ခရောက်မှာပေါ့နော်ဒီဒါကြောင့်မို့လို့မြတ်စွာဘုရားကတိုင်းထိုင်ရမယ့်ဂျူတီဆိုတာမိဘရှိတဲ့ပုဂ္ဂိုလ်ကမိဘကိုပြုစုလို့ကြွေးဖို့ဟာဒါအင်မတန်မှအရေးကြီးတယ်